မင်္ဂလာပါခင်ဗျာရေးတဲ့ကလေးကပြန်လဲကြိုးဆိုပါတယ်ဒီဗီဒီယိုလေးကတော့ည United နဲ့ United ပွဲလို့ကစားသွားတဲ့ပွဲစဉ်လေးကိုကျွန်တော်ကဒီ application ထဲမှာပြတဲ့ chat လက်ကလေးတွေ highlight ကြည့်ထားတဲ့အကြောင်းအရာလေးတွေကိုပြန်ပြောပြမှာဖြစ်ပါတယ်ပွဲပြီး3သက်ချက်မဟုတ်ပါဘူးဘာလို့ဆိုတော့ကျွန်တော်ညမကြည့်လိုက်ရဘူး3နာရီခွဲကျွန်တော်အချိန်မှာ3နာရီခွဲဆိုတဲ့အတွက်လှုပ်ရှိတဲ့အတွက်ကျွန်တော်ထားမကြည့်လိုက်နိုင်ဘူးအရေးကြီးတဲ့ပွဲမဟုတ်တဲ့ကြောင့်ဒါကြောင့်မလို့ application ထဲမှာပြတဲ့ chat လက်ကလေးရဲ့ကျွန်တော် highlight ကြည့်ထားတာလေးကိုပြောပြနေတာဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော် United ဟာ1-1ဆိုတဲ့ရက်လက်နဲ့ပွဲချင်းအတွင်းမှာတည်ကြခဲ့တဲ့ဂိုးတွေကိုတော့16မိနစ်မှာဇက်ဇီယာသွင်းပြီးတော့ဒီ29မိနစ်မှာတော့ Leeds United ရဲ့ Erosan ဆိုတဲ့ကစားသမားကသွင်းသွားကြတာဖြစ်ပါတယ်ဒီဂိုးမှာကျွန်တော် highlight ကြည့်ရတဲ့လောက်ကတော့ဒီဓာတ်လို့ကြီးဟိုဒိုကူရှိကဘောလုံးပေးလိုက်တယ်ဘောလုံးပေးလိုက်တဲ့ဟာကိုအဘူမူကဆွဲသွားပြီးတော့ပေါင်ကြားရကနေစီစီကိုလမ်းပေးတယ်စီစီကလက်လာပပဘေဂျီနဲ့ကန်သွင်းသွားတယ်ဒါကိုကျွန်တော်ကြည့်လိုက်ရတဲ့ United ဘက်ကကိုပေါ့ဗျာဟိုဘက်ကတော့သူလက်ကောင်းမော်လေးသွင်းသွားပါတယ်ကျွန်တော်ဒီပွဲမှာပြောချင်တာကားရဲ့အစမ်းလူထုတ်ပုံအစမ်းလေးတစ်ခုလောက်ထားရပေါ့ဗျာဒီကိုသမားနေရာမှာတော့ကျွန်တော်တို့လက်မန်းမယ်ကွင်းလေဒီနောက်ခံအထိုင်နေရာမှာတော့ယူရိုရဲ့ heaven ရင်ထိုင်ထားပြီးတော့တောင်မန်နှစ်ဖက်မှာတော့ဒါလော့ရဲ့ Harry Ahmed ကိုထည့်ထားတယ်ကွင်းလေမှာတော့တိုင်လာဖလက်ချာရဲ့စန်တူရဲ့ကိုတွဲပေးထားပြီးတော့တိုက်စစ်နေရာမှာတော့အာမတ်ရဲ့ဒူကူရဲ့တောင်မန်ဇက်ဇီယိုနံပါတ်10နေရာမှာဘလူးဖာနေတဲ့နေရာမှာထားပြီးတော့ကစားတာတွေ့ခဲ့ရတယ်အရင်ရှိန်နေစီကစားတဲ့နေရာဒီချီစံဘောရှော့ကစားခဲ့တဲ့ရှိန်နေစီနေရာမှာဇက်ဇီကိုထားပြီးတော့တိုက်စစ်နေရာမှာအမ်ဘူမိုကိုအထောင်ထားပြီးဆော့ခဲ့တာတွေ့ခဲ့တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ United မိုက်ကယ်ကားရဲ့စမ်းသုံးခဲ့တာလားပေါ့ဒီမေဇာမောက်နာသွားတဲ့ပွဲဖြစ်တဲ့အတွက်နာသွားတဲ့အတွက်ကြောင့်မလို့ဒီဇက်ဇီကလည်းရောင်းလို့မထွက်တဲ့အတွက်ကြောင့်မလို့စမ်းသုံးခဲ့တာလားစမ်းခဲ့တယ်လားဆိုတော့ဒီကိုဒီအတွေ့အလေးတစ်ချက်တော့ဝင်ခဲ့ပါတယ်ဒါနောက်ပိုင်းမှာတော့ကျွန်တော်တို့ United ကဒီတခြားကစားသမားတွေဝင်လာတယ်တိုဘီကောလျာတို့ဒီစပါခေါ်ထားတဲ့လူငယ်လေးတွမ်ဆန်တို့မာစတာဝီတို့ဖာနန်ဒက်တို့ကိုသမမီလူရှော့ယူရီတန်လမန်ကူညာကိုလည်းဝင်လာခဲ့တယ်ဝင်လာခဲ့ပေမဲ့ကိုအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ဘူးကိုပြန်ပြောင်းလဲခဲ့တဲ့ပထမပိုင်းမှာရခဲ့တဲ့1-1ဆိုတဲ့ရက်လက်နဲ့ပဲပြီးသွားတယ်ပြီးသွားပြီးပိုင်နယ်ဒီကန်ခဲ့တယ်ပေါ့ဗျာဒီပွဲမှာထူးထူးခြားခြားကျွန်တော် highlight ထဲမှာကြည့်လိုက်ရတဲ့ highlight ထဲမှာမြင်ရတဲ့လောက်ကတော့ကိုသမမီလည်းတနေ့လေးလက်ဆွမ်းပြသွားပြီလို့ပြောရမယ်ပိုင်နယ်ဒီမှာလည်းဒီတိုင်းပါပဲပိုင်နယ်ဒီကျွန်တော်တို့ဘရူနိုဖာနန်ဒက်တယောက်ပဲလွဲတယ်ပထမ3လုံးဖြစ်နေရနေဘိုင်ဘရူနိုဖာနန်ဒက်လဲလိုက်တဲ့အတွက်ကြောင့်မလို့3-3ပြန်ဖြစ်သွားတယ်နောက်ဆုံးမှာမာစတာဝီကန်ကကိုတယ်ဟိုဘက်ကကန်တဲ့ကစားသမားအပေါ်ထောင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာ4-5ဆိုတဲ့ရလက်နဲ့ဒီစူဖလာတစ်လုံးကိုရခဲ့တယ်ပေါ့ဗျာဒါကတော့ညပွဲစဉ်အစအဆုံးပေါ့ဒါကတော့ကျွန်တော် highlight ကြည့်ထားတဲ့လောက်ကဒီ application နဲ့မှာပြတဲ့ chat လက်ကိုဘာသာတို့ပြန်လည်ပြပြတာဖြစ်ပါတယ်ဒီဗီဒီယိုကလုံးဝကျွန်တော်ကြည့်ခဲ့တဲ့ပွဲမဟုတ်ပါဘူးပွဲပြီး review လည်းမဟုတ်ပါဘူးဒီထဲမှာပြတဲ့ chat လက်ကလေးကိုကျွန်တော်မြင်တဲ့အမြင်လေးနဲ့ပြောပြခဲ့ရပဲဖြစ်ပါတယ်ဒီပွဲမှာနောက်ခံကစားသမားယူရိုနဲ့ heaven လည်းဒီတချို့ဟိုဖြတ်ထုတ်မှုလေးလည်းတွေ့ခဲ့ရတယ်ကျွန်တော် highlight ထဲမှာတွေ့ခဲ့တာပဲပြောတာပါကျွန်တော်မကြည့်ခဲ့တဲ့အတွက်ကြောင့်မလို့ Harry Ahmed ကလေးလည်းကောင်းခဲ့လို့ထင်တယ်ဒီမှာစိတ်82တောင်ပြထားဆိုတော့လေဒီထဲမှာအများဆုံး rating ပြထားတာတော့ဇက်ဇီက89ဆိုဒါကတော့ဇက်ဇီကအမြင့်ဆုံးလို့ဖြစ်တာဒါ application တွေကပြတဲ့အကြောင်းအလေးပါဒါကတော့ကျွန်တော်တို့ည United နဲ့ Leeds United ကစားသွားတဲ့ပွဲကိုကျွန်တော်မကြည့်လိုက်တဲ့အတွက် highlight ကလေးကြည့်ပြီးတော့ application နဲ့အချက်လက်ကလေးကိုဒါသားတွေကိုပြန်လည်ဖောက်ချတာဖြစ်ပါတယ်ပွဲပြီး review မဟုတ်ပါဘူးတခါတည်းဟိုပြောပြတာပါနောက်ပြီးတော့တွေ့ပါမယ်ကျွန်တော်တို့ဝင်ခွင့်နိုင်ဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာစိတ်ချမ်းသာကိုကျမ်းမာပေးရကြပါသည်ညီမနိုင်ငံကြီးလည်းအများဆုံးညီကြပါသည်